အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့တော့ VPN นี่အဆင်မပြေတာကိုတွေ့ရလို့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီ VPN ကတော့ဆရာကြီးတွေလည်းသုံးနေကြပါတယ် V2A NG လို့ခေါ်ပါတယ် Play Store မှာလည်းရှိချင်မှရှိမှာပါတကယ်လို့ brother တို့ကdown ကျင်နေဆိုရင်တော့ Play Store မှာ V2A NG လို့ရိုက်ရှာလိုက်တာနဲ့ V2A နဲ့ပတ်သက်တဲ့ software တွေအကုန်ကျလာပါလိမ့်မယ်အဲ့ဒီ V2A လို့ပတ်သက်တဲ့ software ကြိုက်တဲ့ software ကို down လို့ရပါတယ် down ပြီးသွားပြီဆိုရင်ဘယ်ကိုအဲ့ဒီ down ရုံတက်တဲ့ VPN သုံးလို့ရမှာမဟုတ်သေးပါဘူး key လိုပါသေးတယ်အဲ့ဒီ key ကိုဘယ်သွားရှာမလဲဆိုရင် browser တစ်ခုခုပေါ့ကျွန်တော်ကတော့ Chrome ရှိတဲ့အတွက် Chrome browser အနေပဲဝင်သွားလိုက်မယ်ပြီးသွားလို့ရှိရင်ဒီ set or type URL ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဘာရှာမလဲဆိုတော့ remove proxy list ဆိုပြီးတော့ရှာလိုက်ပါမယ်free remove proxy list ဆိုပြီးတော့ရိုက်ရှာလိုက်မယ် okay အဲ့လိုရိုက်ရှာပြီးသွားရင်ဒီလိုရဒီမှာပါ free proxy list ဆိုတာကိုရိုက်ရှာမှာပါ remove မဟုတ်ပါဘူး free proxy list ကိုရိုက်ရှာလိုက်တာ ਨੇ ဘာမှတွေ့မလဲဆိုတော့ကျွန်တော်သုံးနေတဲ့ဒီ free proxy list ထိပ်ဆုံးအဟာကိုတစ်ချက်နှိပ်လိုက်မယ် okay VPN ခံရပါတယ်ပေါ့နော်စောစောကကျွန်တော်လောက်ထားတဲ့ကျွန်တော် VPN နဲ့ခံပြီးတော့သုံးပါမယ်ချိန်တာလည်းမြန်ပါတယ်ပေါ့နော်တန်ပြီးတော့ချိန်ရုံပါပဲဘာမှလောက်ဆရာမလိုပါဘူး okay ဒီတစ်ချက်ပြန်သွားမယ် reload ပြန်နေမယ် okay ပြင်ဆွဲတင်လိုက်မယ်ဗျဘာမှလောက်ဆရာတော့မလိုပါဘူးပေါ့နော်ခုတခါကြီးတော့အားလုံးပဲပေါ့နော်ကျွန်တော်ရေးတာမှာပါလို့ free V2A proxy list လို့ရေးရမှာပါဗျနည်းနည်းဟိုရှောက်ရှာထားတာတွေအများတော့ခေါင်းထဲမှာပြည့်ဒီကောင်လေးပေါ့နော်ဒီကောင်လေးပါဒီကောင်လေးကိုနှိပ်ပါမယ်ဒီကိုနှိပ်ပြီးသွားတာ ਨੇ okay ဆွဲတင်လိုက်မယ်ပေါ့ဗျာဆွဲတင်ပြီးသွားရင်ဒီမှာပေါ့ဒီမှာကိုကြိုက်တဲ့နိုင်ငံဒီမှာကနိုင်ငံရွေးမယ်ကိုထားခြင်းတဲ့နိုင်ငံဒီကောင်ကတော့ထားလိုက်ပါဗျာအဓိကလောက်ကမှာကဒီ dogen အကောင်ပဲအမှန်ချစ်ပါတခြားဟာကိုအမှန်ချစ်မချစ်ပါနဲ့เนาะ okay ဒီမှာ country နိုင်ငံရွေးမယ်ကျွန်တော်က SG လို့ရေးလိုက်မယ်ဘယ်လိုလဲစင်ကာပူဒီမှာ SING ပြည်စုံအောင်ပေါ့ပြည်စုံအောင်ပေါင်းရတာပေါ့နော် okay ပြီးသွားလို့ရှိရင်dogen ဒီကောင်လေးကိုတစ်ချက်အမှန်ချစ်မယ်ကျင်လာတဲ့ဘာမှပြင်စရာမလိုဒီ set ဆိုတဲ့ဟာကိုနှိပ်လိုက်မယ် okay ဆွဲတင်ပြီးတော့ကြည့်ပါမယ်ဒီမှာပါနော် okay proxy list not found နဲ့ okay ဒါဆိုလို့ရှိရင်နောက်တစ်ခုထပ်အမှန်ချစ်ပေးလိုက်ပါနိုင်ငံပြောင်းလဲရပါတယ်ကျွန်တော်နိုင်ငံမပြောင်းချင်တော့လို့ okay ဒီမှာကြာလာပါပြီဒီကောင်ကတော့ premium ဖြစ်တဲ့အတွက် IPD ကိုဖုံးထားတာပါတယ်ဘယ်လို့မှလုပ်လို့မရပါဘူးဝယ်မှရမှာပါဒီကောင်ကတော့ Google မရဘူး Google ရတဲ့ဟာကိုပဲရှာမယ်တော့များများတော့ Google မရပါဘူးတကယ်လို့အဲ့ဒီဟာကိုကြိုက်ပြီဆိုရင်တစ်ချက်ပိတ်တင်လိုက်လို့ရှိရင်ဒီမှာ test server ဆိုတဲ့ဟာကိုရောက်သွားလိမ့်အကောင့်တစ်ချက်နေပြီး copy ယူပါမယ်